အကြမ်းဖက်မှုတွေနာကျင်မှုတွေပြည့်နှက်နေတဲ့လောကကြီးထဲမှာချစ်ချင်းမေတ္တာဆိုတာဘလို့ပုံစံမျိုးနဲ့တည်ရှိနိုင်မလဲဒါမှမဟုတ်အသက်ရှင်တန်ဖို့အတွက်မိတ်ဆွေတို့ဘလောက်အထိရက်ဆက်ရဲပါသလဲဒီနေ့မှာတော့ Sheridan Ann ရဲ့ Savages ဆိုတဲ့စာအုပ်အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီစာအုပ်ကတော့ဒဏ်ရာနာတရားတွေနဲ့ပြည့်နှက်နေတဲ့အမျိုးသမီးတဦးရဲ့အသက်ရှင်ရပ်တည်မှုမိမိကိုယ်ကိုရှာဖွေတွေ့ရှိမှုခီးလန်းကိုရှင်းပြထားတာပါစာရေးဆရာ Sheridan Ann မိတ်ဆက်ပထမဆုံးအနေနဲ့ဒီ Savages စာအုပ်ကိုရေးသားခဲ့တဲ့စာရေးဆရာ Sheridan Ann ကိုမိတ်ဆက်ပေးပါရစေ Sheridan Ann ရဲ့ Savages လို့အမည်ရတဲ့ဒီစာအုပ်ဟာကမ္ဘာတစ်ဝန်းမှာလူကြိုက်များပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုဖန်တီးပေးနိုင်တဲ့စာရေးဆရာတဦးဖြစ်သူ Sheridan Ann ရဲ့လက်ရာပဲဖြစ်ပါတယ်ဂတိတွေနဲ့သွေးဆုံးခဲ့သောဇာတ်လမ်းအစဒီဇာတ်လမ်းကတော့သွေးတွေကျိုးပြတ်နေတဲ့ဂတိတွေနဲ့အစပြုခဲ့တာပါဒီ Angelus ညီအကိုတွေဖြစ်တဲ့ Roman, Levi နဲ့ Marcus တို့ဟာသူတို့ရဲ့ချစ်သူရှိန်းပျောက်ဆုံးသွားလို့ဒေါသနဲ့စိတ်ပြတ်အားငယ်မှုတွေပြည့်နှက်နေခဲ့ကြပါတယ်ရှိန်းဆိုသူကတော့ Giovanni ဆိုတဲ့သူတို့အဖေကပြန်ပေးဆွဲသွားခဲ့တာပါသူတို့ရဲ့ရှာဖွေမှုတွေကတော့ရက်ဆက်ကြမ်းကြုတ်ပြီးနှိပ်စက်မှုတွေတွေးထွက်တန်ယိုမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်ညီကိုတွေကြားမှာလည်းအပြစ်ရှိရဆိုတဲ့ခံစားချက်တွေနဲ့အပြစ်ပုံချမှုတွေကပေါ်လောရိုက်နေခဲ့ပါတယ်အကိုတယောက်ချင်းစီမှာအတိတ်ကသစ္စာဖောက်မှုတွေနဲ့နာကျင်စရာအတွေ့အကြုံတွေကလွှမ်းမိုးနေခဲ့ပါတယ်သူတို့ရဲ့လုပ်ရက်တွေကြောင့်ရှိန်းရဲ့အားနည်းချက်တွေဖြစ်လာခဲ့တယ်လို့သိခဲ့ကြပါတယ်သူတို့ညီကိုတွေရဲ့စီးလုံးညီညွတ်မှုတွေကလည်းပြိုကွဲလူနီးပါးဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ရှိန်းကိုရောအချင်းချင်းကိုပါချစ်တဲ့စိတ်ကသာပြိုလဲမသွားအောင်ထိန်းထားပေးနိုင်ခဲ့ပါတယ်ဒီဇလန်းမှာတော့တစ္ဆာစောင့်သိမှုချစ်ချင်းမေတ္တာနဲ့အကြမ်းဖက်မှုတွေဟာမချွတ်ယွင်းနိုင်ပဲဆက်နွယ်နေပါတယ်ဒီမှာတော့ဂရီတိုင်းဟာသွေးနဲ့ရေးသားထားသလိုပဲဖြစ်နေခဲ့ပါတယ်ရှိန်းဤတဲကန္နာရအောက်မှာအကျဉ်းချခံရမှုရှိန်းကတော့ဒီဇလန်းရဲ့အသက်ဇလန်းရဲ့အဓိကဆက်ဆောင်တဦးပဲဖြစ်ပါတယ်သူဟာဒဏ်ရာနာတရားတွေနဲ့ကြီးပြင်းလာခဲ့ပြီးတားကောင်ဘဝကနေအသက်ရှင်ကျန်ရစ်သူပြီးတော့ဘယင်မတဦးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်သူ့ရဲ့ခီးလန်းဟာမိမိကိုယ်ကိုရှာဖွေတွေ့ရှိမှုနဲ့စွမ်းရည်မြင့်တက်လာမှုတွေပြည့်နှက်နေပါတယ်ရိုမန်လေဗီနဲ့မာကတ်စ်တို့နဲ့ရှိန်းရဲ့ဆက်ဆံရေးတွေကလည်းချစ်ချင်းမေတ္တာကာမဆန္ဒနဲ့အပြန်အလှန်လေးစားမှုတွေနဲ့ရှုပ်ထွေးနေပါတယ်သူဟာရိုမန်ရဲ့ပျောက်ဆုံးနေတဲ့ချစ်သူဟောင်းဖယ်လီစီတီရဲ့ပုတ်ပွားနေတဲ့အလောင်းနဲ့အတူတဲကန်နာရအောက်ကညစ်ပတ်ပြီးပူအိုက်တဲ့အခန်းထဲမှာအကျဉ်းချခံထားရပါတယ်အနက်အသက်နဲ့အပူဒဏ်ကအသက်ရှူဖို့တောင်ခက်ခဲလုံးပေမဲ့ရှိန်းကတော့ညီကိုတွေလာခဲ့လိမ့်မယ်လို့မျှော်လင့်ချက်နဲ့ရုန်းကန်နေခဲ့ပါတယ်သူ့ရဲ့တူးတဲ့သောအဖော်ကတော့ Giovanni ရဲ့ကွာရှင်းထားတဲ့ဇနီးဟောင်းအာရီယာနာပဲဖြစ်ပါတယ်အာရီယာနာဟာခါးသီးမှုတွေနဲ့အသက်ရှင်ဖို့ရည်ရွယ်ချက်တွေကရှိန်းရဲ့ရည်မှန်းချက်တွေနဲ့စန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်ဒီအခန်းလေးဟာရှိန်းရဲ့အသက်ရှင်ရပ်တည်လူစိတ်နဲ့သူချစ်တဲ့အမျိုးသားတွေအပေါ်ထားတဲ့ယုံကြည်ချက်ကိုစမ်းသပ်တဲ့နေရာတစ်ခုဖြစ်လာပါတယ်အတိတ်ကဒဏ်ရာတွေနဲ့ပစ္စုပန်ကကြောက်မက်ဖွယ်ရာတွေကသူ့ကိုချိုးနှိမ်ဖို့ကြိုးစားခဲ့ပေမဲ့ရှိန်းကတော့လက်နက်ချဖို့ညှင်းဆန်ခဲ့ပါတယ်သူ့ရဲ့ပန်းတိုင်တွေဖြစ်တဲ့ထွက်ပြေးဖို့ Giovanni ကိုတတ်ဖို့ကလေးကိုကယ်ဖို့ဆိုတာတွေကိုကြိမ်ဖန်များစွာရွတ်ဆိုနေခဲ့ပါတယ်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာကြီးမားခဲ့ပေမဲ့ရှိန်းရဲ့ကြံ့ခိုင်မှုကတော့အမောက်ထုထဲမှာတောက်ပေါက်နေခဲ့ပါတယ်အခန်းထဲမှာဘလူးများ Giovanni ရဲ့အကိုဖြစ်သူဖီလစ်ရောက်လာတာနဲ့အမျှအကြောက်တရားအသစ်တွေပေါ်ပေါက်လာခဲ့ပါတယ်ဖီလစ်ကအာရီယာနာကိုရက်ရက်ဆက်ဆက်တိုက်ခိုက်နှိပ်စက်ခဲ့ပါတယ်ရှိန်းကတော့တေးချင်းအောင်ဆောင်နေခဲ့ရတာပါဒီအကြမ်းဖက်မှုကဒီ Angelus တို့ကဘာရဲ့ရုပ်မာမှုတွေကိုဖော်ထုတ်ပြသခဲ့ပါတယ်ဒါပေမဲ့ဒီဖြစ်ရပ်ပြီးနောက်မှာရှိန်းနဲ့အာရီယာနာတို့ကြားမှာနာကျင်မှုတွေကိုမျှဝေခံစားပြီးအချင်းချင်းရဲ့ခွန်အားကိုအတိမတ်ပြုရင်းကျိုးပြက်လွယ်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ပေါ်လာပါတယ်ဒီအခန်းငယ်လေးဟာအပြင်ဘက်ကစစ်ပွဲရဲ့ပုံရိပ်ငယ်လေးတစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒီမှာမဟာမိတ်တွေကလည်းအချိန်မရွေးပြောင်းလဲနိုင်ပြီးအသက်ရှင်ဖို့ဆိုတာကလည်းလှည့်ဖျားမှုနဲ့ရဲစွမ်းတက်သည့်အပေါ်မှာပဲမူတည်နေပါတယ်ရှိန်းရဲ့ရည်မှန်းချက်တွေပုံမခိုင်မာလာပြီးသူဟာလွတ်မြောက်ဖို့တင်မကပဲသူ့ကိုရောသူ့မဟာမိတ်တွေကိုပါဒုက္ခပေးခဲ့သူတွေအပေါ်လက်စားချေဖို့ပါကတိပြုခဲ့ပါတယ်ထွက်ပြေးခြင်းသို့မဟုတ်တေခြင်းရက်ပေါင်းများစွာလစ်လူရှုခံရပြီးညှဉ်းပန်းနှိပ်စက်ခံရပြီးနောက်ရှိန်းဟာသူ့ကိုရောင်းစားဖို့ပြင်ဆင်နေတဲ့အဆောင်တွေကိုတတ်ပြီးထွက်ပြေးဖို့အခွင့်အရေးရလာခဲ့ပါတယ်တော့ကိုလက်နက်အဖြစ်အသုံးပြုပြီးရက်ဆက်ကြမ်းကြုတ်စွာနဲ့သူဖမ်းဆီးသူတွေကိုတပ်ဖြတ်ပစ်ခဲ့ပါတယ်ပြီးတော့သူနဲ့ကြံတဲ့အမျိုးသမီးတွေကိုပါလွှတ်ပေးခဲ့ပါတယ်ဒီထွက်ပြေးမှုကယူသွတ်ပြီးသွေးထွက်တန်ယိုခဲ့ပါတယ်ဒါပေမဲ့ရှိန်းဟာတားကောင်ဘဝကနေအသက်ရှင်ကျန်ရစ်သူတဦးအဖြစ်ပြောင်းလဲသွားခဲ့တာကိုပြသနေပါတယ်သူဟာရှုပ်ထွေးလာတဲ့အိမ်ထဲကနေချင်းချောက်မှုတွေကိုရက်ရက်ဆက်ဆက်ဖယ်ရှားပြီးမလွတ်မြောက်နိုင်တဲ့တဲကန်နာရထဲကိုထွက်ပြေးခဲ့ပါတယ်မော်ဘန်ဒန်ယာအနာတရားတွေနဲ့
တယောက်တည်းကြံရစ်ခဲ့ပေမဲ့ရှိန်းဟာညီကိုတွေသူ့ကိုရှာနေတုံးပဲလို့မျှော်လင့်ရင်းရှေ့ဆက်ခဲ့ပါတယ်။သူဟာကိုကယ်တင်ဖို့ဘယ်သူကိုမှစောင့်နေလို့မရဘူး။ကိုကယ်တင်ရမယ်ဆိုတာကိုသိရှိခဲ့ပါတယ်။ရိုင်းဆိုင်သောအသက်ရှင်တန်မှုဗီဇရှိန်းတဲ့ကန္နာရတဲ့ကိုထွက်ပြေးတာဟာအသက်လူတာနဲ့တူပါတယ်။ရေငတ်ခြင်းအပူဒဏ်နဲ့ကြောက်ရွံ့ခြင်းတို့ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဟာအစွမ်းကုန်ကျော်လွန်နေခဲ့ပါတယ်။ဂျီအိုဗန်နီရဲ့လူတွေကသူ့ကိုလိုက်လံရှာဖွေနေချိန်မှာအနက်ရောင် SUV ကားတစ်စီးကိုမြင်လိုက်ရတဲ့အခါမျှော်လင့်ချက်လေးပြန်ပေါ်လာခဲ့ပါတယ်။ဒါဟာကယ်တင်ခြင်းလားတိတ်ဆုံးခြင်းလားဆိုတာသူမသိခဲ့ပါဘူး။မောပန်းနွမ်းနေပြီးလဲကြတော့မဲ့အချိန်မှာရှိန်းကိုမနားမနေရှာဖွေနေခဲ့ကြတဲ့လေဗီမာကတ်စ်နဲ့ရိုမန်တို့ကတွေ့ခဲ့ပါတယ်။သူတို့ရဲ့ပြန်လည်ဆုံစည်းမှုကတော့ထိတ်လန့်စရာကောင်းလောက်အောင်စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။တပ်ပြင်းချတန်တွေအပြစ်ရှိတယ်ဆိုတဲ့ခံစားချက်တွေနဲ့ချစ်ချင်းမေတ္တာတွေရောထွေးနေခဲ့ပါတယ်။ရှိန်းရဲ့ကြံ့ခိုင်မှုနဲ့သူလှုပ်ဆောင်ခဲ့ရတဲ့အကြမ်းဖက်မှုတွေကြောင့်ညီကိုတွေအံ့အားသင့်ခဲ့ကြပါတယ်။သူတို့ဟာရှိန်းကိုနောက်တစ်ခါဘယ်တော့မှအကြည့်လွဲတော့မှာမဟုတ်ဘူးလို့ကတိပေးခဲ့ကြပါတယ်။ဒဏ်ရာတန်ချက်တွေကတော့ရှိနေခဲ့ပေမဲ့သူတို့အားလုံးအတူတူအိမ်ပြန်ဖို့ခရီးစတင်ခဲ့ကြပါတယ်။သူတို့စီကခိုးယူခံရတဲ့အရာတွေကိုပြန်လည်ရယူဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။တဲကန်နာရပြက်ကြီးထဲမှာပြန်လည်ဆုံစည်းခြင်းရိုမန်ဟာအကိုကြီးဖြစ်ပြီးခေါင်းဆောင်မှုရဲ့ဝင်ထုတ်ဝင်ပိုးတွေနဲ့အတိတ်ကဆုံးရှုံးမှုတွေကသူ့ကိုလွှမ်းမိုးထားပါတယ်။သူဟာရက်ဆက်ကြမ်းကြုတ်သလိုအားနည်းချက်တွေလည်းရှိသူပါ။ရှိန်းနဲ့ညီကိုတွေကိုချစ်တဲ့စိတ်ကသူ့ကိုအမှောင်ထူတယ်မကြရောက်အောင်ထိန်းထားပေးပါတယ်။ Felicity ရဲ့တည်ဆုံမှုနဲ့သူ့သားဆုံးရှုံးမှုတွေအတွက်သူကိုအပြစ်တင်ခဲ့ပါတယ်။ရိုမန်ရဲ့ခီးလန်းဟာယုံကြည်မှုခွင့်လွှတ်မှုနဲ့ချစ်ချင်းမေတ္တာကိုလက်ခံတတ်ဖို့ပဲဖြစ်ပါတယ်။ရိုမန်ရဲ့ပျောက်ဆုံးသွားတဲ့ချစ်သူ Felicity ရဲ့အလောင်းကိုပြန်လည်တွေ့ရှိဖို့အတွက်ညီကိုတွေနဲ့ရှိန်းတို့ဟာသူအကျဉ်းချခံခဲ့ရတဲ့နေရာကိုပြန်သွားခဲ့ကြပါတယ်။ Felicity ဟာရိုမန်ရဲ့ချစ်သူဟောင်းတဦးဖြစ်ပြီးသူ့ရဲ့တည်ဆုံမှုကဇလန်းကိုလွှမ်းမိုးထားပါတယ်။သူဟာဆုံးရှုံးသွားတဲ့ဖြူစင်မှုရဲ့သင်္ကေတတစ်ခုပါပဲ။ဒီတွေ့ရှိမှုကဝမ်းနည်းစရာကောင်းခဲ့ပါတယ်။ Felicity ဟာတည်ဆုံသွားခဲ့ပြီးသူ့ရဲ့မွေးကင်းစကလေးငယ်ကိုဂျီအိုဗန်နီကခေါ်ဆောင်သွားခဲ့တာပါ။ရိုမန်ကချစ်ရတဲ့သူနဲ့ကလေးကိုမကယ်တင်နိုင်ခဲ့တဲ့အတွက်ကိုအပြစ်တင်ရင်ဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။ရှိန်းကလည်း Felicity နဲ့ကလေးကိုမကာကွယ်နိုင်ခဲ့တဲ့အတွက်အပြစ်ရှိတယ်လို့ခံစားခဲ့ရပါတယ်။သူတို့အားလုံးဟာဝမ်းနည်းမှုတွေနဲ့စီးလုံးခဲ့ကြပါတယ်။ဒါပေမဲ့ဒီဆုံးရှုံးမှုကဂျီအိုဗန်နီကိုဖျက်ဆီးပြီးသူတို့ရဲ့အနာဂတ်ကိုပြန်လည်ရယူဖို့သူတို့ရဲ့ရည်မှန်းချက်တွေကိုပိုမိုခိုင်မာစေခဲ့ပါတယ်။စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကပိုမိုမြင့်မားလာပြီးသူတို့ရဲ့ဆက်ဆံရေးတွေကဝမ်းနည်းမှုနဲ့ဒေါသတွေကြောင့်စမ်းသပ်ခံနေရပါတယ်။ဝန်ပလွေများနဲ့ဒဏ်ရာများဒီ Angelus အိမ်ကြီးကိုပြန်ရောက်လာတဲ့အခါမှာသူတို့အားလုံးရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါဒဏ်ရာတွေကိုစတင်ကုစားခဲ့ကြပါတယ်။ရှိန်းဟာဝန်ပလွေတွေဖြစ်တဲ့ဒေးနဲ့ဒိုးတို့နဲ့ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ဒေးနဲ့ဒိုးတို့ဟာတစ္ဆာရှိတဲ့ဝန်ပလွေတွေဖြစ်ပြီးကာကွယ်ပေးသူတွေမျှော်လင့်ချက်ရဲ့သင်္ကေတတွေပဲဖြစ်ပါတယ်။သူတို့ဟာရိုးရိုးတိရစ္ဆာန်တွေထက်ပိုပါတယ်။သူတို့အသက်ရှင်ကျန်ရစ်ခဲ့တာဟာသေးငယ်ပေမဲ့အဓိပ္ပာယ်ရှိတဲ့အောင်ပွဲတစ်ခုပါပဲ။လေဗီကတော့အလဲကိုဖြစ်ပြီးလှုပ်ဆောင်တတ်သူပြင်းထန်တဲ့လူတစ်ဦးပါ။သူချစ်ရတဲ့သူတွေကိုပြင်းပြင်းထန်ထန်ကာကွယ်တတ်ပါတယ်။သူဟာတေးဂီတောမှာနှစ်သိမ့်မှုရှာဖွေပြီးမိသားစုနောင်ကျိုးတွေမှာအားအင်ရှာဖွေပါတယ်။မာကတ်စ်ကတော့အငယ်ဆုံးအကိုဖြစ်ပြီးမခန့်မှန်းနိုင်အန္တရာယ်ရှိသူပါ။ဒါပေမဲ့သူကလည်းရှိန်းနဲ့ညီကိုတွေကိုနက်နက်ရှိုင်းရှိုင်းချစ်တတ်ပါတယ်။အကိုတွေကရှိန်းကိုသူတို့ချစ်ကြောင်းတယောက်စီကကိုနီးကိုဟန်နဲ့ဝန်ခံပြောကြားခဲ့ပါတယ်။သူတို့အပေါ်ထားတဲ့ရှိန်းရဲ့နက်ရှိုင်းတဲ့ခံစားချက်တွေကိုလည်းသူရင်ဆိုင်ခဲ့ရပါတယ်။အကျဉ်းချခံခဲ့ရတဲ့ဒဏ်ရာတွေကတော့ရှိနေသေးပါပဲ။ဒါပေမဲ့နူးညံ့မှုတွေနဲ့စိတ်အားထက်သန်မှုတွေကအနာဂတ်အတွက်မျှော်လင့်ချက်တွေပေးခဲ့ပါတယ်။ဒီအပိုင်းကတော့အချိုးအကွေ့တစ်ခုပါပဲ။ဒဏ်ရာတွေပျောက်ကင်းဖို့စတင်လာပြီးအမှောင်ထုထဲကနေပျော်ရွှင်မှုတွေထွက်ပေါ်လာနိုင်တဲ့အခွင့်အလမ်းတွေကိုပြသနေပါတယ်။အမာရွတ်များနဲ့ဆွဲဆောင်မှုစိတ်ဒဏ်ရာတွေပြီးနောက်မှာရှိန်းနဲ့ညီကိုတွေဟာသူတို့ရဲ့ချစ်ချင်းမေတ္တာနဲ့ဆန္ဒတွေရဲ့နယ်နိမိတ်တွေကိုစူးစမ်းရင်းရင်းနှီးမှုတွေတိုးပွားလာခဲ့ပါတယ်။ရှိန်းဟာသူ့ရဲ့လုပ်ပိုင်ခွင့်ကိုအခိုင်အမာပြောဆိုလာပြီးညီကိုတွေကလည်းသူ့ရဲ့ခွန်အားကိုယုံကြည်ပြီးမျက်နှိုးတက်လာခဲ့ကြပါတယ်။အတိတ်ကအမာရွတ်တွေကတော့ပျောက်ကွယ်မသွားပါဘူး။ဒါပေမဲ့အသက်ရှင်ရပ်တည်မှုနဲ့ကြံ့ခိုင်မှုရဲ့သင်္ကေတတွေအဖြစ်သူတို့ရဲ့ဆက်ဆံရေးတွေကတစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပါတယ်။ဒီအပိုင်းကတော့စိတ်အားထက်သန်မှုနဲ့နူးညံ့မှုတွေကိုဂုဏ်ပြုဖော်ပြထားပါတယ်။အချစ်ကတော့ဆေးတစ်ပါးလိုလည်းဖြစ်တယ်လို့စစ်မြေပြင်တစ်ခုလိုလည်းဖြစ်နိုင်တာကိုပြသထားပါတယ်။လက်စားချေခြင်းနဲ့အားနည်းချက်များသူတို့အုပ်စုဟာမပြီးပြတ်သေးတဲ့ကိစ္စတွေကိုအာရုံစိုက်လာခဲ့ပါတယ်
သူတို့ကိုဒုက္ခပေးခဲ့သူတွေပေါ်လက်စားချေဖို့ကြိုးစားကြပါတယ်။ရှိန်းကသူတို့လောကရဲ့အဆိုးဆုံးလူတစ်ဦးဖြစ်တဲ့ James ကိုရက်ရက်ဆက်ဆက်တပ်ဖြတ်ရမှာဥဆောင်ခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဒီလုပ်ရက်ကစိတ်သက်သာရာရစေသလိုအပြစ်တင်စရာလည်းဖြစ်ခဲ့ပါတယ်။ဒါဟာရှိန်းဟာဒီ Angelus မိသားစုရဲ့ရိုင်းဆိုင်ကြမ်းကြုတ်မှုတွေတဲကိုအပြည့်အဝဝင်ရောက်သွားပြီဆိုတာကိုဖော်ပြနေပါတယ်။ချစ်ချင်းမေတ္တာနဲ့တစ္ဆာဆောင်သိမှုတွေကိုဖော်ထုတ်ပြောဆိုခဲ့ကြပေမဲ့အန္တရာယ်အသစ်တွေကပေါ်ပေါက်လာခဲ့ပါတယ်။ပြိုင်ဘက်မိသားစုတွေရန်သူဟောင်းတွေမိသားစုအတွင်းကတစ္ဆာဖောက်မှုတွေရဲ့အန္တရာယ်ကလည်းအမြဲရှိနေပါတယ်။ဒီအပိုင်းကတော့လက်စားချေမှုချစ်ချင်းမေတ္တာတစ္ဆာဆောင်သိမှုတို့ရဲ့ကုန်ကျစရိတ်ကိုဖော်ပြထားပါတယ်။မိသားစုနောင်ကျိုးများပြိုကွဲခြင်းဒီ Angelus မိသားစုဟာအတိတ်ကမဟာမိတ်တွေစမ်းသပ်ခံရပြီးတစ္ဆာဖောက်မှုအသစ်တွေပေါ်ပေါက်လာတဲ့အတွက်အကြီးအကျယ်ရှုပ်ထွေးခဲ့ပါတယ်။နှစ်စဉ်ကျင်းပတဲ့မိသားစုအခမ်းပွဲကြီးဟာအာဏာပြိုင်မှုတွေနဲ့လျှို့ဝှက်အစီအစဉ်တွေအတွက်စင်မြင့်တစ်ခုဖြစ်လာပါတယ်။ရှိန်းကတော့ဘရင်မအသစ်အဖြစ်အလဲဗဟိုမှာရောက်ရှိနေခဲ့ပါတယ်။ညီအကိုတွေကသူတို့ရဲ့လွှမ်းမိုးမှုကိုပြသခဲ့ပေမဲ့ Giovanni ရဲ့ရိပ်ပြည့်ပြစ်ချင်းချောက်မှုတွေနဲ့ Moretti မိသားစုရဲ့အန္တရာယ်တွေကအမြဲရှိနေခဲ့ပါတယ်။ရှိန်းရဲ့မွေးရပါအမျိုးအနွယ်ကိုဖော်ထုတ်ခဲ့ပါတယ်။သူဟာ Gia Moretti နဲ့ဆက်ဆက်နေတာကိုသိရှိခဲ့ရပါတယ်။ဒါကတော့ရှုပ်ထွေးနေပြီဖြစ်တဲ့တစ္ဆာဆောင်သိမှုတွေကိုပိုမိုရှုပ်ထွေးစေခဲ့ပါတယ်။ဒီအပိုင်းကတော့အာဏာကိုဘယ်သူပိုင်ဆိုင်လဲဘယ်သူလိုချင်လဲဘလို့ထိမ့်သိမ်းမှုလှုပ်ဆောင်မယ်ဆိုတာကိုလေ့လာထားတာပါ။လွှတ်သွားများနဲ့ဝန်ခံချက်များရှိန်းက James ကိုလွှတ်သွားနဲ့တပ်ဖြတ်ခဲ့တဲ့လုပ်ရက်ဟာထိတ်လန့်စရာကောင်းတဲ့ရက်စက်ကြမ်းကြုတ်မှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာမိမိကိုယ်ကိုလက်ခံခြင်းရဲ့ကြေညာချက်တစ်ခုလည်းဖြစ်ပါတယ်။သူဟာဘယ်တော့မှသားကောင်သို့မဟုတ်ခိုင်းဖက်တူမဟုတ်တော့ပါဘူး။သူဟာချစ်ချင်းမေတ္တာနဲ့အကြမ်းဖက်မှုနှမျိုးစလုံးလှုပ်ဆောင်နိုင်တဲ့စွမ်းအားတစ်ခုပဲဖြစ်ပါတယ်။ညီကိုတွေကသူ့ရဲ့ပြောင်းလဲမှုကြောင့်အံ့ဩပြီးစိတ်မချမ်းသာခဲ့ကြပါဘူး။ဒီဖြစ်ရပြီးနောက်မှာမာကတ်ကသူ့ချစ်ကြောင်းဝန်ခံခဲ့ပါတယ်။ဒီအပိုင်းကတော့လူသားရဲ့သဘာဝနှမျိုးကိုဖော်ပြထားပါတယ်။အမှောင်နဲ့အလင်းကအတူတူရှိနေပြီးအချစ်ကိုမမျှော်လင့်တဲ့နေရာတွေမှာရှာတွေ့နိုင်တယ်ဆိုတာကိုပြသထားပါတယ်။ရိုင်းဆိုင်သူတွေကြားကချစ်ချင်းမေတ္တာရှိန်းနဲ့ညီကိုတွေကြားကနှောင်ကြိုးတွေကတဝင်းတိုခြင်းမလုံခြုံခြင်းနဲ့အကြမ်းဖက်မှုတွေရဲ့အန္တရာယ်တွေကြောင့်စမ်းသပ်ခံရရင်ပုံမနှက်ဆိုင်လာခဲ့ပါတယ်။အကိုတယောက်ချင်းစီကကိုယ့်ရဲ့ပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပါတယ်။ဒါပေမဲ့သူတို့အားလုံးအတူတူသူတို့ရဲ့ချစ်ချင်းမေတ္တာထဲမှာခွန်အားနဲ့လက်သိမ့်မှုတွေကိုရှာတွေ့ခဲ့ကြပါတယ်။ဒီအဖွဲ့အစည်းဟာသွေးသားတော်ဆက်မှုကြောင့်မဟုတ်ပဲရွေးချယ်မှုကြောင့်ပေါင်းဆက်ဖွဲ့စည်းထားတဲ့မိသားစုတစ်ခုဖြစ်လာပါတယ်။သူတို့အချင်းချင်းအပေါ်ထားတဲ့တန်ရောစင်တွေကသူတို့ရဲ့အကြီးမားဆုံးလက်နက်ဖြစ်လာခဲ့ပါတယ်။ဒီအပိုင်းကတော့ရိုင်းဆိုင်ကြမ်းတမ်းနဲ့ရှုပ်ထွေးနေတဲ့အကန့်အသတ်မရှိတဲ့ချစ်ချင်းမေတ္တာတွေနဲ့ဖွဲ့စည်းထားတဲ့မိသားစုကိုဂုဏ်ပြုဖော်ပြထားပါတယ်။အရေးများနဲ့အာဏာပြိုင်မှုများဒီ Angelus Empire ကိုထိန်းချုပ်ဖို့စ조사မှုတွေကပြိုင်ဘက်အုပ်စုတွေအားသာချက်ရရှိဖို့စ조사နေတာကြောင့်ပုံမပြင်းထန်လာခဲ့ပါတယ်။ရှိန်းဟာဘရင်မနဲ့ဒုတိယခေါင်းဆောင်နေရာကိုရောက်ရှိလာခဲ့ပါတယ်။သူ့ရဲ့လှုပ်ဆောင်မှုတိုင်းကိုမဟာမိတ်တွေရောရန်သူတွေကပါတေချာစောင့်ကြည့်နေခဲ့ကြပါတယ်။ညီကိုတွေကတော့ပြောင်းလဲနေတဲ့တစ္ဆာဆောင်သိမှုတွေလျှို့ဝှက်အစီအစဉ်တွေနဲ့အသက်အန္တရာယ်ရှိတဲ့လျှို့ဝှက်ချက်တွေပြည့်နေတဲ့မြေပုံပေါ်မှာရှောက်လန်းခဲ့ရပါတယ်။ဒီအပိုင်းကတော့စစ်တူရင်ကစားပွဲတစ်ခုလိုပါပဲ။လှုပ်ရှားမှုတိုင်းမှာအကျိုးဆက်တွေရှိနေပြီးမိတ်ဆွေနဲ့ရန်သူကြားကနယ်နိမိတ်ကပါလွှလွန်းလှပါတယ်။စစ်ပွဲမီးစာနဲ့ကုန်ကြစရိတ် Giovanni နဲ့စစ်ပွဲဟာအထုပ်ထိပ်ကိုရောက်ရှိလာခဲ့ပြီးရှိန်းနဲ့ညီကိုတွေကိုမဖြစ်နိုင်တဲ့ရွေးချယ်မှုတွေလုပ်စေခဲ့ပါတယ်။စွန့်လွတ်မှုတွေလုပ်ခဲ့ရပြီးအသက်ရှင်တန်မှုရဲ့ကုန်ကြစရိတ်ကမခံမရပ်နိုင်လောက်အောင်ဖြစ်လာခဲ့ပါတယ်။ချစ်ချင်းမေတ္တာနဲ့တစ္ဆာဆောင်သိမှုတွေရဲ့နှောင်ကြိုးတွေဟာပြိုကွဲလူနီးပါးအထိစမ်းသပ်ခံခဲ့ရပါတယ်။ဆုံးရှုံးမှုရဲ့ချိန်ချောက်မှုကအချိန်တိုင်းမှာရှိနေခဲ့ပါတယ်။ဒီအပိုင်းကတော့စစ်မြေပြင်တစ်ခုလိုပါပဲ။ချစ်ချင်းမေတ္တာတွေပြိုကွဲသွားခဲ့ပြီးအကြမ်းဖက်မှုတွေဝမ်းနည်းမှုတွေရဲ့မီးတောက်တွေထဲမှာပြန်လည်တည်ဆောက်ခဲ့ရပါတယ်။ဘရင်မရဲ့လျှို့ဝှက်ချက်ရှိန်းဟာဂျီယာမိုရက်တီရဲ့သမီးဖြစ်သူ့ရဲ့စစ်မှန်တဲ့မျိုးရိုးမွေကိုဖော်ထုတ်ခဲ့ပါတယ်။ဒါဟာသူ့ကိုစွမ်းအားနဲ့အန္တရာယ်တွေပြည့်နှက်နေတဲ့လောကအသစ်တစ်ခုစီကိုတွန်းပို့လိုက်ပါတယ်။သူဟာသူ့ရဲ့မျိုးရိုးအမွေနှစ်တွေနဲ့အတူပါလာတဲ့တာဝန်တွေကိုရင်ဆိုင်ခဲ့ရပါတယ်။ညီကိုတွေကသူ့ကိုကာကွယ်ဖို့နဲ့အနာဂတ်ကိုအတူတူတည်ဆောက်ဖို့ဆုံးဖြတ်ပြီးသူ့ဘေးမှာရပ်တည်ပေးခဲ့ကြပါတယ်။ဒီအပိုင်းကတော့ကံကြမ္မာနဲ့ရွေးချယ်မှုအကြောင်းကိုဖော်ပြထားပါတယ်။အတိတ်ကနေဘယ်တော့မှမလွတ်မြောက်နိုင်ပေမဲ့အနာဂတ်ကိုတော့ရေးမပြီးသေးဘူးဆိုတာကိုပြသနေပါတယ်။ဂျီယာမိုရက်တီဆိုသူကတော့ရှိန်းရဲ့ဇီဝဗေဒဆိုင်ရာမိခင်မိုရက်တီမိသားစုရဲ့ခေါင်းဆောင်
ဗျူဟာပညာရှင်တဦးပဲဖြစ်ပါတယ်။သူဟာရက်စက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုတွေအပြင်စစ်မှန်တဲ့ချစ်ခင်ကျင်နာမှုတွေပါပိုင်ဆိုင်ထားပါတယ်။သူမနဲ့ရှိန်းရဲ့ဆက်ဆံရေးကနှစ်ပေါင်းများစွာဝေးကွာခဲ့မှုနဲ့လျှို့ဝှက်ချက်တွေကြောင့်ရှုပ်ထွေးနေခဲ့ပါတယ်။ဒါပေမဲ့သူ့သမီးကိုကာကွယ်ခြင်းစိတ်ကတော့စစ်မှန်ပါတယ်။သူမဟာမဟာမိတ်လည်းဖြစ်တယ်လို့ရန်သူလည်းဖြစ်ပါတယ်။သူ့ရဲ့လှုပ်ဆောင်မှုတွေကချစ်ချင်းမေတ္တာကြီးမှန်းချက်နဲ့သူ့ရဲ့အမွေအနှစ်တွေကိုကာကွယ်ဖို့လိုအပ်မှုတို့ကြောင့်လှုံ့ဆော်ခံရပါတယ်။တကားဝမှစစ်ပွဲဂျီအိုဗန်နီကဒီအင်ဂျယ်လစ်မိသားစုအပေါ်နောက်ဆုံးတိုက်ခိုက်မှုတစ်ခုကိုစတင်ခဲ့ပြီးသူတို့အိမ်တကားဝအထိစစ်ပွဲကိုဆောင်ကျဉ်လာခဲ့ပါတယ်။ဂျီအိုဗန်နီဟာဒီဇလန်ရဲ့အဓိကဗီလိန်ဖြစ်ပြီးကြောက်ရွံ့ခြင်းလှည့်ဖျားခြင်းနဲ့အကြမ်းဖက်မှုတွေနဲ့အုပ်ချုပ်တဲ့သူပါ။သူဟာစိတ်ပိုင်းဆိုင်ရာစစ်ပွဲတွေရဲ့ပညာရှင်တဦးလည်းဖြစ်ပါတယ်။ချစ်ချင်းမေတ္တာနဲ့တစ္ဆာဆောင်သိမှုတွေကိုလက်နက်အဖြစ်အသုံးပြုခဲ့ပါတယ်။သူ့ရဲ့လုပ်ရက်တွေကပုဂ္ဂိုလ်ရေးရည်မှန်းချက်နဲ့နက်နဲတဲ့မလုံခြုံမှုတွေကြောင့်ဖြစ်ပေါ်လာတာပါ။ဒီတိုက်ပွဲကရက်စက်ကြမ်းကြုတ်ပြီးပယမ်းပါတာဖြစ်ခဲ့ပါတယ်။အသက်တွေဆုံးရှုံးခဲ့ရပြီးတစ္ဆာဆောင်သိမှုတွေစမ်းသပ်ခံခဲ့ရပါတယ်။ရှိန်းနဲ့ညီကိုတွေဟာဘေးချင်းရှင်တိုက်ခိုက်ခဲ့ကြပါတယ်။သူတို့ရဲ့ချစ်ချင်းမေတ္တာနဲ့စီးလုံးမှုတွေကသာဒီလိုအခြေအနေမျိုးမှာသူတို့ရဲ့တခုတည်းသောမျှော်လင့်ချက်ဖြစ်ခဲ့ပါတယ်။အောင်ပွဲရဲ့ကုန်ကြစရိတ်ကကြီးမားခဲ့ပြီးစစ်ပွဲရဲ့အမာရွတ်တွေကဘယ်တော့မှအပြည့်အဝပျောက်ကင်းမှာမဟုတ်ပါဘူး။ဒီအပိုင်းကတော့အာနာရဲ့စစ်မှန်တဲ့ကုန်ကြစရိတ်ကိုဖော်ထုတ်ပြသနေပါတယ်။မျိုးရိုးအမွေနှင့်တစ္ဆာဖောက်မှုများတိုက်ပွဲပြီးဆုံးတဲ့အခါမှာမိသားစုဟာဆုံးရှုံးမှုတွေနဲ့တစ္ဆာဖောက်မှုတွေကြောင့်ပြိုကွဲသွားခဲ့ပါတယ်။ဂျီအိုဗန်နီရဲ့နောက်ဆုံးရက်စက်မှုကရှိန်းနဲ့ညီကိုတွေကိုပျက်စီးစေခဲ့ပါတယ်။သူတို့ရဲ့အနာဂတ်ကလည်းမရေရာခဲ့ပါဘူး။ဒါပေမဲ့ဒီလိုဖျက်ဆီးခံရတဲ့ကြားကတောင်ချစ်ချင်းမေတ္တာနဲ့တစ္ဆာဆောင်သိမှုတွေရဲ့နှောင်ကြိုးတွေကတည်ရှိနေသေးပါပဲ။ဒီဇလန်ကတော့ရုန်းကန်ရတဲ့အသက်ရှင်ရပ်တည်မှုအကြောင်းနဲ့အဆုံးသတ်ခဲ့ပါတယ်။ဘာတွေပဲဖြစ်လာပါစေသူတို့အားလုံးရိုင်းဆိုင်ကြမ်းကြုတ်တဲ့ဒဏ်ရာအမာရွတ်တွေနဲ့မဖျက်ဆီးနိုင်တဲ့သူတွေဖြစ်အတူတူရင်ဆိုင်သွားမယ်လို့ကတိပေးထားပါတယ်။ ဒီ Stavages စာအုပ်ကနေအသက်ရှင်ရပ်တည်မှုမိမိကိုယ်ကိုရှာဖွေတွေ့ရှိမှုနဲ့ချစ်ချင်းမေတ္တာရဲ့စွမ်းအားတွေအကြောင်းသင်ခန်းစာတွေကိုရရှိခဲ့ပါတယ်။ဒဏ်ရာအမာရွတ်တွေဟာကျွန်တော်တို့ရဲ့အတိတ်ဖြစ်ပြီးအဲ့ဒါတွေကိုလက်ခံပြီးရှေ့ဆက်သွားဖို့လိုအပ်ပါတယ်။ရိုင်းဆိုင်ကြမ်းကြုတ်တဲ့ကဘာကြီးထဲမှာတောင်မေတ္တာတစ္ဆာနဲ့စီးလုံးညီညွတ်မှုကိုရှာဖွေနိုင်တယ်ဆိုတာကိုဒီစာအုပ်ကဖော်ပြနေပါတယ်။ဒီတော့မိတ်ဆွေတို့ရဲ့ဘဝခရီးလမ်းမှာဒီဇလန်ကနေရရှိတဲ့ခွန်အားတွေနဲ့ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်